ဆရာကြီးကဘာထပြောလဲဆိုတော့မင်းအဲ့လိုဒါအနှိတ်တစ်ချက်စီးဆက်ကွက်လို့ဒါပြောမယ်ဆိုရင်တဲ့အနှိတ်တစ်ချက်စီးဆက်ကွက်တို့စီးတစ်ခွက်လက်တစ်ထောက်တို့ဆိုတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကလေးကိုဒီဗီဒီယိုဖိုင်မှာမျှဝေမှာဖြစ်ပါတယ်ကျွန်တော်အရင်တုန်းက AR တိုင်းမူဝင်မြို့ရဲ့အဆက်အောင်ဟိတ်ဆိုတဲ့နေရာနားကတာလေးဆိုတဲ့ကျွဲတုံးစိတ်တာလမ်းခွဲလေးနားမှာနေတဲ့စီးစရာကြီးတယောက်ရဲ့အိမ်မှာကျွန်တော်အလုပ်လုပ်ရင်ပညာသင်ရင်းနဲ့ကျွန်တော်နေခဲ့ပူပါတယ်တနေ့တော့ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကစကားလက်ဆောင်ကြရင်နဲ့စီးအကြောင်းတို့ပယောဂကုတဲ့အကြောင်းတို့ကျမ်းမာရေးအကြောင်းတို့လေဖြတ်လေငန်းအကြောင်းတို့နော်အကျော်ပြင်အကြောင်းတို့အနှိတ်အကြောင်းအဲ့လိုအကြောင်းမျိုးတွေပြောရင်းနဲ့ကျွန်တော်ကပြောလိုက်တာကအနှိတ်တစ်ချက်စီးဆယ်ခွက်တို့စီးတစ်ခွက်လက်တစ်ထောက်တို့ဆိုတာဘာကိုပြောတာလဲလို့အဲ့လိုမေးလိုက်တော့ဆရာကြီးကဘာထပြောလဲဆိုတော့မင်းအဲ့လိုဒါအနှိတ်တစ်ချက်စီးဆယ်ခွက်လို့ဒါပြောမယ်ဆိုရင်တဲ့အဲ့ဆိုရင်ကွာတဲ့အခုငါဝမ်းချုပ်နေတဲ့လူနာတယောက်ကိုတဲ့ဝမ်းမသွားတဲ့လူနာတယောက်ကိုငါစီးတစ်ခွက်တိုက်လိုက်မယ်ကွာတဲ့နောက်2နာရီလောက်ကြာရင်တဲ့အဲ့ဒီလူကဝမ်းတဖြောဖြောနဲ့သွားမယ်ကွာတဲ့မင်းအနှိတ်တစ်ချက်စီးဆယ်ခွက်ဆိုရင်လည်းမင်းအဲ့လူကိုစီးတစ်ခွက်လက်တစ်ထောက်ဆိုရင်တဲ့မင်းအဲ့လူကိုမင်းလက်နဲ့ထောက်ကြည့်လိုက်တယ်နော်တစ်ခါနှိပ်ကြည့်လိုက်တယ်မင်း2နာရီလောက်ကြာရင်အဲ့လူကဝမ်းသွားမှာလားတဲ့အဲ့လိုမျိုးပြောပါတယ်အဲ့တော့ဆရာကြီးကအဲ့လိုပြောပြီးမြဲကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အရှိမကျွန်တော်ပြောခဲ့တဲ့ပထမအချက်တို့ဒုတိယအချက်တို့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တို့နော်အဲ့ဒါတွေကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြနေမယ်ဆိုရင်အဲ့ဆရာကြီးကသူ့ကိုခံပြောနေတယ်ဆိုပြီးတော့ကျွန်တော်ကိုသူ့စေပညာသင်မပေးမှာဆိုလို့ကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူး။ဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးပြောချင်တာကဘာလဲဆိုတော့